အားလုံးပဲမင်္ဂလာပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ Mount Philip ပဲဖြစ်ပါတယ်ဒီနေ့ဗျာကျွန်တော် Starlight ဖောက်ပြမှာပဲဖြစ်ပါတယ်ဒီ event မှာလည်းကျွန်တော်အနေငယ်လှည့်ထားသေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော် Sun Collector လာတဲ့အချိန်တော့လည်းယူထားသေးရရှိတယ်ပြီးတော့ weekly pack ကလည်းကျွန်တော်၄ပတ်ထည့်ထားရပေါ့နော်အခု Diamond 260နဲ့တစ်လုံး weekly pack နဲ့မဟုတ်ဘဲဒီတိုင်းတည်တည်ထည့်ထားပါတယ်ဘာလို့ဆိုရင်ဟို event က free token လာရင်ကျွန်တော် weekly pack တစ်ခါတန်းထည့်လို့မရမှာဆိုလို့ပါအခု Starlight ကဖောက်မယ်ဆိုတော့ကျွန်တော်လှည့်ထားတဲ့ draw ကတော့26 draw ဆိုရင်ကုန်ပြီပေါ့နော်အများဆုံး diamond ဘယ်လောက်ကုန်မလဲဆိုတော့260ဒါကွက်တီပါပဲကဲကျွန်တော်အနေနဲ့တခါတန်းလှည့်သွားလို့ရပါမယ်ကျွန်တော်ဘာသာတွေကိုရင်ခုန်အောင်လုပ်သွားအောင်မှာပဲဖြစ်ပါတယ်ဒီကျန်တဲ့ဒီ collector တွေစပြီးတော့ကျွန်တော်လှည့်ထားတဲ့ diamond ပမာဏဆိုရင်သုံးထားတာ diamond 4000ဘန်နီပြည့်သွားပြီပေါ့နော်ဘာလို့ဆိုရင်အခု260နဲ့တလုံးထည့်လိုက်တော့ diamond က4000ဘန်နီအတိကိုဖြစ်သွားပြီဒါပေမဲ့ကြော်တော့ကြော်ပါတယ်ကျွန်တော်ကတော့ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ brother တို့လည်းကျွန်တော်စီမှာ weekly pack တွေပါတယ်ကိုဈေးတက်နဲ့လာဝယ်လို့ရပါတယ်အခုကျွန်တော် brother တို့ Starlight ကဖောက်ပြမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဟိုပထမတစ်ခါလှည့်ထားသေးတယ်ဗျာအစဒီဥစ္စာရှိနေပြီးသားဆိုကျွန်တော်လည်းဘာမှတော့မဖြစ်တော့ဘူးပေါ့နော်အဲ့တော့လေကုန်မှချင်းတူတော့ကုန်မဲခံလိုက်မှာပေါ့နော်ကျွန်တော်လည်းထည့်ပြီးပါပြီဆိုတော့ကျွန်တော်အခုဘယ်ကိုသွားမှလဲဆိုတော့ကျွန်တော် Starlight ကဖောက်မယ်ဆိုတော့ကျွန်တော်တခါလေးဘာမှမပြောတော့ဒီတိုင်းရင်မခုံစိတ်မလှုပ်ရှားဘဲနဲ့ဖောက်လိုက်တော့မယ်နော်ဘာလို့ဆိုပြီးပြီလေဗျာ26တော့250ဒါဒီကျွန်တော် Star ကတ်တစ်ကတ်ကိုထိုင်ဖို့900နဲ့ဝယ်ရတာပေါ့ပထမတစ်ခါတော့လည်းအဲ့လိုပဲကျွန်တော်ဘောက်ကုံမှာအဲ့ Star ကတ်ရတာပေါ့နော်ဒီတစ်ခါကလည်းအဲ့လိုပဲလို့ထင်တယ်အခုပြီးတင်တော့ဘာလို့ဆိုကျွန်တော်ဖောက်နေတာတော်တော်ကြီးပါဖြစ်တော့မယ်20နဲ့တစ်ချိန်လောက်မှပြီးမဲ့ဆိုရင်တော့အဆင်ပြေရဗျာအခုကဒါပဲပြီးနေကျွန်တော်လည်းတိတ်ပြီးခင်ရပြီးနေရောနော်ပြင်ဟို event ရပါပြီဒါကျွန်တော်ကတော့ Starlight ကတ်ကလေးတင်ထားမှာပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်ရဲ့ fan လေးတွေကိုကျွန်တော် giveaway ပေးဖို့ဖြစ်ပါတယ်